Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ချက်ချင်းရချက်မဲ့ဆိုတဲ့အစီအစဉ်ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့ breakfast စာကိုဒီမြုပ်သီးတောင်းတွေကိုဘယ်လိုကြော်ပြီးစားပြမလဲဆိုတာကိုတစ်ချက်ကြည့်ပေးကြပါအောင်ဗျာပထမဦးဆုံးတော့မြုပ်သီးကိုဒီလိုအရန်ကြီးမစိတ်ဖဲနဲ့အစိတ်ကြီးကြီးလေးကကြီးလေးနဲ့ကိုက်လိုက်ပါမယ်ဟုတ်ဒီလိုစီထည့်ထားတော့နည်းနည်းစီးပူလာပြီဆိုရင်တော့ကျွန်တော်တို့စနွင်းလေးနည်းနည်းထည့်လိုက်ပါမယ်ဟုတ်ပြီးရင်တော့ကျွန်တော်တို့ဒီကြက်သွန်နီလေးနဲ့အရင်စီတက်ပါမယ်ကြက်သွန်နီလေးတွေကိုဒါလေးနဲ့ပါပါလေးပြီးထည့်ပါမယ်ပြီးရင်တော့ကြက်သွန်နီလေးနန်းတော့အောင်ညှိပေးလိုက်ပါမယ်ဒီလိုကြက်သွန်နီလေးလည်းအနေတော်နွမ်းသွားပြီဆိုရင်တော့ကျွန်တော်ကတော့စိမ့်ဆန်းငပိကိုစပြီးတော့ထည့်ပါမယ်စိမ့်ဆန်းငပိကတော့ကျွန်တော်သုံးတာကတော့ဒီကောင်ဖြစ်ပါတယ်ကျွန်တော်စိမ့်ဆန်းငပိလေးကိုထည့်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီစိမ့်ဆန်းငပိလေးကိုကြေသွားအောင်မှုလိုက်ပါမယ်ဒီချိန်မှာတော့နီလေးကိုနည်းနည်းဆော့လိုက်တာဟုတ်လို့ရပြီဆိုတော့ကျွန်တော်စောစောကကြိုက်ထားတဲ့ငရုတ်သီးသိန်းလေးတွေကိုထည့်လိုက်ပါတော့မယ်ဟိုကျွန်တော်တို့အခုတော့ဒီလိုအခြေအနေလေးလဲရသွားပြီဆိုတော့ကျွန်တော်တို့စားသုံးလို့ရပါပြီဒီမှာစီလေးလဲပြန်လာပြီပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ပြီးပြည့်စုံတဲ့ breakfast စာလေးဖြစ်ပါတယ်ဘာပါမလဲဆိုတော့ပဲပြုတ်ထမင်းစီစံကြက်ဥကြော်ပြီးလို့ရှိရင်စောစောကကြော်ထားတဲ့ဒါတော့ငရုတ်သီးစိမ်းနဲ့ငပိနဲ့ကြော်ထားတဲ့ငရုတ်သီးစိမ်းငပိကြော်လေးပါပြီးရင်တော့ဒါကျွန်တော်အကြိုက်ဆုံးဒီနွေးချဲလေးဖြစ်ပါတယ်အားလုံးအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်